SpongeBob event တော်တော်မိုက်တာနော်ဘယ်လိုမိုက်တာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ effect လေးတစ်ခုပေးထားတယ်။ဘာလဲဆိုလို့ရှိရင် elimination effect ရယ်ပြီးလို့ရှိရင် spawn effect ကျွန်တော်ဒီ record ခေါ်ပြီးအိမ်မြန်သွားလို့ရှိရင်ရောက်လာတဲ့အချိန်မှာထွက်လာတဲ့ effect လေးကိုပြောတာ။အဲ့ဒါလေးနှစ်ခုကိုသူပြပေးထားတယ်တော်တော်မိုက်တယ်။ဘာလဲဆိုလို့ရှိရင် elimination effect မှာဆိုကျွန်တော်ပြပေးမယ်။အဲ့ကောင်လေးကဘာလဲဆိုရင်ဟိုမိုးချိုးပြချလိုက်တဲ့အချိန်မှာလက်စည်းလက်သွားပြီးကိုတော့အမျိုးကတကူအယူတွေပဲမြင်ရတဲ့ပုံစံမျိုးအမျိုးလဲပါတယ်ပြီးရင်နောက်ထပ်နော်အိမ်ပြန်ရောက်တဲ့အချိန်မှာထွက်လာတဲ့ effect လေးကလည်းမိုက်တယ်သူကဘယ်လိုပုံစံလေးလဲဆိုရင်နနသီးအိမ်လေးနဲ့ပုံစံမျိုးလေးဖြစ်နေတာအဲ့အရာလေးလည်းမိုက်တယ်ပြီးတော့ကျတော့ဒီ emoji တစ်ခုပါသေးတယ် emoji တစ်ခုကလည်းတစ်ခုကကျတော့ဒီ seriously ဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့ဟာရယ်ပြီးလို့ရှိရင်ရီနေတဲ့ဟာရယ်အဲ့နှစ်ခုပါတယ်စုပေါင်း၄ခုပါတယ်အဲ့ event ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ VPN လေးခံပြီးခဏဝင်ပြီးတော့မှကြည့်ပြီးရင်ပြန်ထွက်လိုက်ပါဘာလို့လဲဆို VPN ခံပြီးတော့ကြာရင်မနေပါနဲ့ကိုယ့်ရဲ့အကောက်ကတခြား server ကိုရောက်သွားနိုင်ပါတယ်ပြီးလို့ရှိရင်တော့ဒီကိုကအဲ့ဒီ scan ကိုယူမယ်ဆိုလို့ရှိရင်ပေါ့နော်ပြောလို့လည်းရမှာမဟုတ်ပါဘူးအကောင်လုံးက VPN ခံပြီးယူနေကြတဲ့လူတွေပဲဆိုတော့ပြောရင်ပြောချင်ဒါပေမဲ့လို့တကယ်လို့ယူမယ်ဆိုလို့ရှိရင်လည်းအခုကလေးကနေရိုးစာပါကနေကွာနေစုထားလိုက်ပြီးမှပဲလဲခွင့်ပြီးရဲ့ချိန်ကဒီနောက်လ12လပိုင်းနဲ့မှာ12လပိုင်း18ရက်နေ့မှာသူကလဲခွင့်ပြီးမှာအချိန်ရလို့ရှိရင်တော့ကိုကအဲ့ဒီကွာလေးနဲ့ VPN ခံပြီးတော့သွားလဲလိုက်တာဘာမှမဖြစ်ဘူးဒါပေမဲ့လို့တစ်ချိန်လုံး VPN ခံထားလို့ရှိရင်တော့ကိုယ့်အကောက်ကဒီဟိုဖြစ်နိုင်တယ်ကိုယ့်အကောက်ကစာပါပြောင်းသွားနိုင်တယ်ပြီးရင်နောက်ဆုံးအနေနဲ့တစ်ခုပြောချင်တာကျွန်တော်ရဲ့ YouTube channel လေးကို follow လုပ်ပေးပါအောင်တကယ်လို့မှရှာလို့မတွေ့ဘူးဆိုလို့ရှိရင် YouTube ထဲကနေ search bar ကနေသွားပြီးတော့မှ Hugo Gaming ဆိုတဲ့ဟာလေးကိုရှာကြည့်လိုက်အဲ့မှာကျွန်တော်ရဲ့အကောင့်ထွက်လာပါလိမ့်မယ်အဲ့ဒါလေးကို subscribe လုပ်ခဲ့ပေးကြပါအောင်ကျေးဇူးပြုပြီးတော့တောင်းဆိုပါတယ်ဒါပါပဲ